ဒါလေးကတော့ကော်သိန်းနဲ့ဘူးလေးဖြစ်ပါတယ်ကော်သိန်းနဲ့ဘူးလေးကိုဖွင့်လိုက်ပြီးတော့အထဲမှာမိမိသုံးမဲ့ကော်ပေါ့နော်ကျမကတော့ဒီချေဖြူကတော့ဒီ lady black လေးကိုသုံးပါတယ်ကော်ထဲမှာပေါ့နော်ကြိုက်တာပေါ့နော်ကျမအကြိုက်ဆုံးရ lady black သုံးပါတယ်ပြီးတော့ရင်ဒီဟာလေးသုံးပါတယ်ဒီကော်လေးသုံးပါတယ်နှစ်မျိုးလုံးကြိုက်ပါတယ်နော်အဲ့ဒီကော်လေးကိုအခုဒီဟာတက်စင်ပုံလေးပြမယ်ပေါ့နော်အရန်ကောင်းနေပြီလားဘာလို့ဆိုအရင်တော့ဆိုရင်ကော်ရှိတ်တဲ့ခါမှာဒီလိုတွေရှိတ်ရတဲ့ခါကျတော့လက်စစ်တင်နာတယ်ဟိုကော်မြန်မရှိတ်ပေါ့နော်ကိုကအလှင်လုံနေတဲ့ခါမှာအခုဒါလေးထွက်လာတဲ့ခါကျတော့အရန်ကောင်းပါတယ်သူကဒီလိုမျိုးအပေါက်ကလေးထဲမှာဒီအပေါက်ကလေးကိုဒီပေါက်ကလေးကိုထည့်မယ်နော်ဒီအပေါက်မဟုတ်ဘူးနော်ဒီပေါက်ကလေးနဲ့သူကထည့်ပါမယ်ဆွတ်လိုက်ပါဒီမှာဆွတ်လိုက်ပြီဆိုရင်သူကဒီကော်ရဲ့ခေါင်းနဲ့ဘယ်အပေါက်ကလေးကတော်လဲပေါ့နော်သူကလည်း rubber ပျော့လေးပဲနော်သူကဒီသေးတဲ့ဟာကိုမထည့်ရမှာဘူးဒီသေးတဲ့ဟာကြတော့ဒီဟာလေးနဲ့ဒါလေးနဲ့ဆက်ထည့်ရမှာပေါ့နော်ဒီမှာကြတော့မိမိသုံးမဲ့ကော်ရဲ့အပေါက်နဲ့တော်တဲ့ဟာလေးကိုလိုက်ရှာမယ်ပြီးရင်အကုန်မထည့်ဘူးတဝက်လောက်ပဲထည့်မယ်နော်ဒီလိုတဝက်လောက်ထည့်မယ်ပြီးတော့ရင်ဒီအပေါက်နဲ့ဒီဟာလေးနဲ့မထည့်လိုက်ရသွားပြီနော်ရသွားပြီဆိုရင်ရှေ့ကမှဒီလိုအောက်ကိုထားပြီးရှေ့ရမှာเนาะ तू ကနည်းနည်း vibration များတဲ့ခါကျတော့လက်ကတော့နည်းနည်းလေး तू က vibration ဖြစ်တယ်ပေါ့เนาะတေချောင်ညင်အောင်တော့ကင်တာပေါ့เนาะအခုဒါဆိုရင်ကော်ရှိတ်တာပြပါမယ်တစ်ချက်နှစ်ချက်သုံးချက်ဒီမှာရှိတ်ဒီမှာဒါကော်ရှိတ်တာမြင်ရလားမသိဘူးเนาะ तू အဲ့လိုရှိတ်တာဘေးလိုက်လေးရှိတ်တာကျမတို့အရင်တော့ဆိုရင်လက်တွေနဲ့ရှိတ်တယ်ပေါ့နော်ဒီမှာရှိတ်တဲ့ခါကျအရန်ကောင်းတယ်အရန်လေးတက်တာဒါပေမဲ့ဒီမှာကင်ထားတဲ့ခါကျတော့နည်းနည်းတော့အားများတယ်ဒီလက်လေးတော့နည်းနည်းကျင်တယ်ကိုကဒီပေါ်လောက်ကနေတော့မိမိရလေးတော့ကင်ထားပေါ့နော်ဒီမှာကောရှိတ်လိုက်တာဒါဆိုရင်ပိတ်တော့မယ်ဆိုရင်ပိတ်လိုက်အရန်ကောင်းနေတယ်လားဒီဆက်လေးအရန်လိုချင်တာအခုမှရအဲ့လိုပေါ့နော်ပြီးသွားပြီဆိုရင်ဒီဟာကိုထုံလိုက်အောက်ချလိုက်ဒီဟာတွေကပြီးတော့ရင်ဒီလိုကြီးတွေထောင်ထားလို့မရဘူးကိုယ့်ဘက်ကိုပစ္စည်းကိုတေချာပြန်သိမ်းမယ်ပေါ့နော်မျိုးလေးတွေပြန်သိမ်းမယ်နော်စနေတခြားဒီခေါင်းလေးတွေကသူကစပယ်ယာနှစ်ခုပါတယ်ဆိုပေမဲ့နည်းနည်းတော့ပြင်တယ်တော့ဒီလိုမျိုးနှစ်ခုပါတယ်သူ့ထဲမှာအပုံနှစ်ခုပါတယ်နော်ပစ္စည်းလေးတွေကအဲ့တော့ဒါလေးကအခုပြပေးချင်တာကကော်ရှိတ်တာကိုပြတာဖြစ်ပါတယ်ရှင်ရှယ်ဖြူကအခုပြပေးတာကော်ရှိတ်တာလေးကိုလာရှယ်ပေးတာဖြစ်ပါတယ်ရှင်ပညာလေးတွေရကြပြီးတော့လက်ညောင်းလေးတွေလည်းတက်တာကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်မျက်တောင်ဆက်တင်တန်းတွေလည်းစုံစမ်းလို့ရပါတယ်เนาะကော်ရှိတ်တဲ့ဘလူးလေးကဒီလိုပုံစံလေးပါเนาะဒီလိုပုံစံလေးပါသူကအရောင်နှစ်ခုလာပါတယ်အမဲနဲ့အဖြူဆိုပြီးလာပါဒီပန်းရောင်တော့မရဘူးပေါ့เนาะဒီလိုမျိုးလေးလာပါတယ်ဈေးနှုန်းလေးကလည်းအရန်တင့်နေပေါ့เนาะဈေးနှုန်းလေးကလည်းအရန်တင်တဲ့အခါကျတော့အရန်မများဘူး3000မကျော်တဲ့ဈေးဖြစ်တဲ့အခါကျတော့အရန်သုံးလို့ကောင်းပါတယ်မျက်တောင်